ဟာလန်နဲ့ဝိုင်လန်ဘသူပိုချန်လဲမေကွန်းကိုဖြေလာတဲ့ဝိုင်လန်အားလုံးပဲမိဂလာပါရှင်မန်ချက်စတာယူနိုက်တက်ရဲ့ငွေကြေးအမြောက်များနဲ့နွေရာသီကခေါ်ယူခဲ့တဲ့ဒိမတ်တိုက်စစ်မှုရာမတ်ဝိုင်လန်ဟာသူရဲ့စမ်းဆောင်ရည်ပိုင်းတိုးတက်မှုတွေအတွက်လှုပ်ဆောင်နေဆဲဖြစ်ပြီးဒီဘက်မန်ချက်စတာဒါဘီကိုအနိုင်ရရှိဖို့မျှော်လင့်နေပါတယ်။တရားနေရဲ့တိုက်စစ်မှုလိုအပ်ကြောင်းအချိန်တော်ကြောင်တိတာထင်ရှားခဲ့ပေမဲ့ဟယ်ရီကိန်းလိုတပ်တွေပြနေတဲ့ရေချင်းတွေထက်အလားလာကောင်းတွေရရှိဖို့အတွက်ဝိုင်လန်ကိုရွေးချယ်ခေါ်ယူခဲ့တာကြောင့်ဗြိသက်တွေကမျက်ခုံးလုံးနေကြရပါတယ်။ United ရဲ့ဝိုင်လန်ပေါ်ယုံကြည်ကြကြောင်းတင်းနီတရားအတ္တလန်တာအသင်းထက်ကတိုက်စစ်မှုအတွက်ကနဦးပြောင်းရွှေ့ခြင်းပေါင်64တန်းပေးချေခဲ့ရပြီးစာချုပ်ဟာဆွမ်းဆောင်ရည်ရပေါင်82တန်းထိရရှိလာနိုင်ပါတယ်။အသက်20ရွယ်ရှိပြီဖြစ်သောကစားသမားဟာကလပ်အသင်းအနေနဲ့စိန်ရိုင်းတုံးဝယ်ယူလို့တလို့ပဲအယောင်မဝယ်မမဖြစ်ပဲသူ့ရဲ့ပြောင်းရွှေ့ခြင်းပေါ်တတောင်တတရှိနေတယ်လို့ရည်ညွှန်းပြောဆိုလာပါတယ်။ကျွန်တော်တန်ဖိုးကိုကျွန်တော်သိပါတယ်လို့ဝိုင်လန်ကဆိုလာပါတယ်။ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကစားပေးနေလို့နေတိုင်းစားဆောင်ရမယ်ဆိုတာကျွန်တော်သိပါတယ်။ပြောရရင်ကျွန်တော်ကအသက်20ပဲရှိသေးလို့မပြီးဆုံးသေးပါဘူးကျွန်တော်မှတိုးတက်ဖို့အများကြီးကြံသေးပြီးတဖြည်းဖြည်းချင်းရောက်နေပါတယ်ကျွန်တော်မှရာသီအစကောင်းတစ်ခုရှိနေပြီလို့ကျွန်တော်ထင်ပါတယ်ခုကျွန်တော်တို့ဆက်လက်တည်ဆောက်ရမှာဖြစ်ပြီးပရီးမီးယားလိမှာဂိုးတွေသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုလာပါတယ်ဝိုင်လန်ဟာအီတလီကနေရောက်ရှိလာချိန်တွင်နောက်ကျောပြဿနာနဲ့ရင်ဆိုင်နေရပြီးသူ့ရဲ့ပွဲဥထွက်ကိုစက်တင်ဘာလထိရွှေ့ဆိုင်းထားခဲ့ရပါတယ်အသက်20ရွယ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုဟာ United အတွက်ပြိုင်ပွဲဆောင်10ပွဲကစားပြီး3ဂိုးသာသွင်းယူထားခဲ့ပြီးသူ့ရဲ့ Premier League ပထမဆုံးသွင်းဂိုးတွေမရရှိသေးပဲလက်ရှိချိန်ထိ Champions League မှာသာသွင်းဂိုးတွေသွင်းယူထားပါတယ်။ဝိုင်လန်ကကျွန်တော်ငယ်ဘဝကလပ်အတွက်ကစားခဲ့တယ်။ကျွန်တော် Manchester United ကိုအမြဲအားပေးခဲ့တယ်။ဒါကြောင့်ကျွန်တော်ရဲ့အိမ်မက်အတိုင်းနေတိုင်းရှင်းတန်းနေပါတယ်။ကိုရီကိုသွေးပြဖို့စ조사ပြီးဘောလုံးပွဲကစားတိုင်း130ရာခိုင်နှုန်းပေးဆက်ချင်ပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေကကျွန်တော်ပေါ်အထူးချစ်ခင်မှုကိုပြသနေတာလည်းဖြစ်နိုင်ပါတယ်။ကစားချိန်တိုင်းအကောင်းဆုံးစ조사ခဲ့ပြီးစီးချက်ကိုလည်းရှာဖို့လိုပါသေးတယ်။ကျွန်တော်တို့နည်းနည်းရုန်းကန်နေရပေမဲ့အခုကျွန်တော်တို့အဲ့ဒီကိုရောက်နေပြီးကျွန်တော်တို့3မှတ်စက်တိုင်နိုင်ပွဲရထားပြီးဖြစ်လို့ဒါဟာအရန်အပြုတ်သဘောဆောင်ပါတယ်။သိကြပါတယ်ကျွန်တော်နေတိုင်းတိုးတက်နေပြီးကျွန်တော်ရဲ့အသင်းပေါ်တွေကလည်းပွဲထဲမှာကျွန်တော်ရဲ့ပုံစံတွေကိုစတင်မြင်လာရတဲ့အတွက်နေတိုင်းပိုကောင်းလာပါတယ်လို့ပြောဆိုလာခဲ့ပါတယ်။မန်ချက်စတာဒါဘီပွဲမတိုင်မီပြောဆိုနေကြတဲ့အချက်များစွာထဲမှာပွဲလန်းနဲ့မန်စီးတီးမှာဟာလန်တို့ရဲ့နှိုင်းယှဉ်ချက်များဟာလည်းပါဝင်နေပါတယ်။ဟာလန်နဲ့နှိုင်းယှဉ်မှုတွေပေါ်ပွဲလန်းကအခုလိုပဲပြောဆိုလာခဲ့ပါတယ်။ကျွန်တော်အချိန်များစွာပြောခဲ့သလိုပါပဲသူနဲ့နှိုင်းယှဉ်နေတာကိုမလိုလားပါဘူး။ဟာလန်ဟာလက်ရှိကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီနိုင်ရှင်မှုတွေခဏပေးပယ်ထားရပါမယ်။ဒါပေမဲ့ကျွန်တော်တိုးတက်လာမယ်လို့မျှော်လင့်နေပြီးကျွန်တော်ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲကြည့်ကြတာပေါ့လို့ဖွင့်ဟသွားခဲ့ပါတယ်။ဝိုင်လန်ကတော့စကားနဲ့မပြောဘဲအလုံးနဲ့တက်တည်ပြမဲ့ပုံပါပဲ။ကျမတို့ channel ရဲ့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကျမတို့ channel ကနေနောက်ဆုံးရအားကစားသတင်းတွေပွဲချုပ်ပဲပြီးသုံးသပ်ချက်တွေစိတ်ဝင်စားစရာအကြောင်းတွေနဲ့အတူပြန်လာခဲ့မှာဖြစ်လို့ page ကို like follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးဖို့ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။